ခုစုချိန်ရောက်ပါပြီ38ရက်ထိုင်ဝမ်မုံညင်းနဲ့35ရက်ဆိုရင်ခုလို့ရပါပြီ6ရက်ဆိုရင်ပြိုချလို့ရပြီ6ရက်ကစပြီးတော့ PPN 300 250နဲ့300ကျပေးပါတယ်ကျိုးပင်ကအစီကနေပေါက်လာရင်ပထမအောက်ဆုံးတစ်ရွက်ဒုတိယတစ်ရွက်တတိယအဆင့်ဆိုရင်အင်္ဂါဆုံးပါပြီအဲ့ဒီအချိန်ဆိုရင် PPN စပြီးတော့350ကနေ400ကျပေးလို့ရပါတယ်ကျွန်တော်ကတော့6ရက်ကနေစပြီးတော့250နဲ့300စပေးပါတယ်10ရက်မြောက်နေ့မှာတော့350နဲ့400ချပေးပါတယ်အနှစ်ပတ်မြောက်ပြောင်းရင်ကြတော့400နဲ့500ချပေးပါတယ်400နဲ့500ချပေးပါတယ်နောက်ထပ်ပြီးတော့20ရက်မြောက်ရောက်ရင်တော့600ကြားကိုပေးပါတယ်400နဲ့600ကြားကိုပေးပါတယ်20ရက်နေ့ဆိုရင်20ရက်ကနေပြီးတော့တရက်ချင်းစီတိုးသွားပါတယ်20ရက်နေပြီးတော့25ရက်အတွင်း PPN တိုးပေးသွားတာ25ရက်အတွင်းဖြည်းဖြည်းချင်းတိုးပြီးသွားတာ850ကနေ900ကျားထိ25ရက်နေ့ဆိုတိုးပြီးသွားပါတယ်25ရက်နေ့ပြည့်ရင် PPN 850နဲ့900ကျားကိုရောက်သွားပါတယ်အဲ့ဒါဆိုရင်တော့PPN 850နဲ့900ကျားကိုရောက်ရှိသွားပြီဆိုရင်တော့ PPN ကိုထပ်မပြီးတော့ပါဘူး။နောက်10ရက်နဲ့35ရက်ဆိုရင်ခုဆွလို့ရပါပြီ။ဒါကတော့ကြားထဲမှာအပင်ကအရန်ပူပြီးတော့ဖော်နဲ့ဟုံပြီးတော့အပင်ကမကြည့်ထွားတာပါ။သူ့ရဲ့သဘောတရားပါနောက်တစ်ခေါက်ဆိုင်မယ်ဆိုရင်တော့တော်တော်ကြီးအဆင်ပြေသွားပါပြီ။ဘာကြောင့်လဲဆိုတော့ဖိုးကပုံမြင်တွေ့ရတဲ့အတိုင်းလေဝင်လေထွက်စနစ်ကိုသုံးတဲ့အတွက်အပင်တွေကဒီလုံလောက်ရတဲ့အတွက်အာဟာရယူကောင်းစွာစုပ်ယူနိုင်ပါပြီ။မီဇူနာဆက်ထည့်ပါမယ်ဟုတ်ကဲ့နောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ကြမယ်နော်25ရက်ပြည့်တဲ့အချိန်မှာဆက်မပြီးတော့ပါဘူး PPN 850နဲ့900ချမှာခုစွတ်ချိန်မှာတက်ကျွင်းနေမကြံရှိအောင်လို့ပြုလုပ်ရခြင်းဖြစ်ပါတယ်ဒါခုစုခင်ပေးထားတာအာဟာရရေနောက်ဆုံးပေးတဲ့ရက်နဲ့ဆိုရင်အာဟာရရေဒါတစ်ပတ်မြောက်နေမှာခူးပါတယ်အာဟာရရေပေးပြီးတော့တစ်ပတ်မြောက်နေရနေခူးပါတယ်နောက်ဆုံးပေးတဲ့ချိန်ပေါ့850 900ချာဒါအကောင်းဆုံးပါခုပေးတော့မယ်ဆိုရင်အာဟာရရေဖြတ်ပြတာကောင်းပါလေဆက်မပေးတော့ပါဘူး850 900နေပြီးတော့ပေးပြီးတော့တပတ်တန်9ရက်မှ10ရက်အတွင်းခုစွတ်နိုင်ပါတယ်ဒါ38ရက်ထားပါ